ကျွန်တော်ဒီနေ့မြောက်တကုံမှာတကယ်စားလို့ကောင်းပြီးတော့လူတွေတကယ်ကြိုက်တဲ့မွန်ကားဆိုင်၅ဆိုင်ကိုလိုက်သွားစားကြည့်မှာပဲဖြစ်ပါတယ်မင်းစားဆိုရင်မုံကားပဲစားမယ်ဆိုတဲ့လူတွေရှိလားမြောက်တကုံမှာမုံကားဆိုင်တွေအများလုံးလို့ဘယ်လိုစားလို့စားမှမသိတဲ့လူတွေအတွက်ကျွန်တော်ဒီနေ့မြောက်တကုံမှာတကယ်စားလို့ကောင်းပြီးတော့လူတွေတကယ်ကြိုက်တဲ့မုံကားဆိုင်၅ဆိုင်ကိုလိုက်သွားစားကြည့်မှာပဲဖြစ်ပါတယ်ကျွန်တော်ဘာလို့စားပြမယ့်ဆိုင်ရတော့ကင်မရာတစ်လမ်းမှာရှိတဲ့ Smart Living Food and Garden မှာရတဲ့ HM မွန်ကားပဲဖြစ်ပါတယ်လိုက်ခဲ့ပါဦးနော်အခုမွန်ကားကိုအကျော်ဆုံးလဲတစ်ပွဲမွန်ကားတော့ကျွန်တော်အကျော်ရေးပါတယ်နဲ့ငဖေးရေးပါရောအကုန်ပါတယ်ပေါ့နော်အဲ့တော့အခုတစ်လုံးစားကြည့်လိုက်ပါနော်အခုနဲ့ဆိုတော့ချိုးရယ်ချိုးလေးဖြစ်တယ်ပေါ့နော်ကျွန်တော်အဟင်းရတော့ねမုတ်ဖက်များများလေးနဲ့ပြည့်ပြည့်လေးစားနေဆိုရင်တော့အဆင်ပြေရဗျဒီကောင်ကြောက်အခုနဲ့ကိုအလွတ်ကိုတကွ3500ပေါ့နော်အိုဘဲဦးနဲ့ဆိုရင်အိုဘဲဦးက1000တော့ငဖယ်ကတော့ငဖယ်စစ်ကို3500ပေါ့အကျော်ကတော့တစ်ခု900ပေါ့အခုနဲ့ကြိုက်တဲ့လူတွေတော့ကျွန်တော်ဘာမှမပေးရဗျအခုမောင်းကအစစ်ပေါ့နော်အကျော်လေးတွေလည်းတော်တော်အဆင်ပြေရအဲ့ကြောင့်ဒီဈေးနဲ့ပေးရတဲ့ဈေးနဲ့ရလာနေတော့တော်တော်ဆန်နေတဲ့မှာပါရဗျအခုကျွန်တော်စားမဲ့နောက်ဆိုင်ရတော့မာဘလူးလမ်းနဲ့ဘလူးလမ်းတော့မှာရှိတဲ့ရောင်းမြစံတော်ဝင်မုံကားဆိုင်ဖြစ်ပါတယ်ဘယ်လိုရတာရှိလဲဆိုတော့တတ်ကြည့်အောင်ဒါတော့အချင်းနဲ့ချက်ထားတဲ့ရောင်းမြဝင်ကားဆိုပေါ့နော်သူကတော့ရောင်းမြဝင်ကားဆိုတဲ့အတိုင်းပဲလူကြီးကြည်လေးနဲ့ပေါ့အလို့ဆိုရင်2000အကျော်နဲ့ဆိုရင်2500အိုဘဲဦးနဲ့ဆိုရင်တော့3000ငဖဲနဲ့ဆိုလည်း3000ပြောနော်တော့အခုရလာတော့သူစိမ့်နဲ့သူကတော့တော်တော်တန်တဲ့ထဲမှာပါတယ်ဗျဒါတော့မြောင်မြမုံကန်ဆိုတော့ငချင်းနဲ့ချက်ထားရပြတော့ချိုချိုလေးနဲ့ပေါ့ရပတ်သွားရင်တော့ပေါ့ရသူတွေစားမယ်ဆိုရင်တော့အဆင်ပြေရဗျတော့အရေးကြေးလေးနဲ့ပေါ့နော်ပဲအရေးကြေးလေးနဲ့စားလို့တော်တော်အဆင်ပြေထဲမှာပါတယ်တော့တက်တွင်ကြော်လေးတွေတက်တွင်ပြူကြော်လေးတွေရောပါတယ်ဗျကျွန်တော်အခုရောက်နေတဲ့ဆိုင်ကတော့ဆယ်မြန်တင်လန်အမ33ကောင်မှရှိတဲ့တင်တင်ထိတ်တဲ့ဘုံကဆိုင်ပဲဖြစ်ပါတယ်ဒီဆိုင်မှာလည်းဘယ်လိုရတာလေးရှိမယ်ဆိုတာကိုလိုက်စားကြည့်ရအောင်ငွေငါ့ကိုဗာလေးနေတယ်မသိကြအကျော်ဘူးတီကျော်ပဲကျော်မဲကျော်ချက်သွန်ကျော်ငါဖေးပဲအိုးပဲချက်ပြီးရပါတယ်ရှင်ငါဖဲနဲ့တပွဲပြလိုက်ပါဖဲနဲ့ပါဟုတ်ကဲ့ဟုတ်တော့အနေနဲ့လည်းမွေးနေအောင်ကျွန်တော်စားကြည့်တယ်ပါနော်ဒီကပြပြနေနေနဲ့ဟေးပြစ်တယ်တဲ့တွေတော်တော်အဆင်ပြေရဗျမွန်ကားထဲမှာဘဲဥတွေငပြောဥတွေနဲ့တော်တော်ပြစ်နေပြီးတော့တော်တော်စားလို့ကောင်းတဲ့ထဲမှာပါတယ်နော်ကျွန်တော်ဒီဆိုင်မှာဆိုတော့မွန်ကားအလွတ်ကို2000ဗျကျွန်တော်အခုငဖယ်နဲ့ဆိုရင်တော့3000ဗျတော့သူ့စိနဲ့ဆိုတော့တော်တော်တန်တဲ့ထဲမှာပါတယ်ဗျကျွန်တော်အခုနောက်တစ်ဆိုင်မှာရောက်နေပါပြီအခုဆိုင်ကတော့ဘင်းတော်လမ်းနဲ့ပြည်တော်လမ်းမှာရှိတဲ့ဘကိုလေးတော်ကျော်မွန်ကားဆိုင်ဖြစ်ပါတယ်ဘာရတဲ့ရှိရဲဆိုတော့ကျွန်တော်တို့လိုက်စားကြည့်ရအောင်ကျွန်တော်အခုဒီဆိုင်မှာတော့ဒီဂျာကုန်းနဲ့မှာထားပါတယ်ဒီဆိုင်မှာဘူးစီကျော်ပေးကျော်နဲ့ငဖယ်လေးလည်းရတယ်ပေါ့ကျွန်တော်တို့အခုဒီဆိုင်လေးမှာတော့ဒီဂျာကုန်းနဲ့ဆိုင်လို့ဒီဂျာကုန်းလေးနဲ့မှာထားပါတယ်ပေါ့နော်တစ်ချက်မယ်ကိုတော့အနံလေးကတော်တော်လေးမွေးရပေါ့နော်ဆန်တော်မုံနံလေးရင်းနဲ့ပေါ့ဆက်ဆိုင်ရနော်မနော်အခုဒီမုံကားတစ်ပွဲဆိုရင်အလို့ဆိုရင်2000ပေါ့နော်အီဂျာကုန်းနဲ့ကျွန်တော်စားရင်တော့2500ပေါ့ကျွန်တော်ဒီနောက်ဆုံးစားမဲ့ဆိုင်ကတော့ဘုံဘရူလန်ကျမကြီးမှတ်တိုင်ရှိမှရှိတယ်ညနေခင်းမုံကားဆိုင်မှာဖြစ်ပါတယ်ဘလို့ရတဲ့လေးရှိမှဆိုတော့လိုက်ကြည့်လိုက်ပါဦးမန်လေးပဲကြောင့်နေမှာထားပါတော့ပြီးတော့သူကတော့မွေးကားတော့သူအကြီးကြီးလေးနဲ့လာတာပေါ့နော်၅ဘတ်ဒီလည်းအများကြီးပဲပေါ့နော်အရာဆို4500ဆိုရင်သူပေးရရဲ့ဈေးနဲ့တော့တန်တယ်ပေါ့နော်ဆိုတော့အခုအများတော့မှရှိတယ်စားလို့ကောင်းတယ်မုံကားဆိုင်50ကိုလိုက်စားကြည့်တဲ့အခါမှာတစ်ဆိုင်နဲ့တစ်ဆိုင်မတူညီတဲ့ကိုပိုင်ရတာတွေရှိကြပါတယ်အဲ့တော့လူမျိုးအနေနဲ့ဘယ်ဆိုင်စားလို့ကောင်းလဲဆိုတော့ကောင်းမှရေးခဲ့ကြနော်ဘိုင်